ရခိုင်ပြည်အမျိုးနယ်ရှိစစ်တုံးပန်းကျင်းစခန်းကိုစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်၍စစ်တုံးပန်း116ဦးသေဆုံးပြီး32ဦးဒဏ်ရာရရှိခဲ့သည်ဟုအာရခတ်တော်ဟေးကယနေ့မက်လ10ရက်တွင်သတင်းထုတ်ပြန်သည်ဟိသတင်းထုတ်ပြန်ချက်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်သည်အာရခပြည်အမျိုးနယ်ဒါးလက်ချောင်းဒေသစစ်တုံးပန်းကျင်းစခန်းအားဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်၏လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းစစ်တုံးပန်း116ဦးသေဆုံးပြီး32ဦးဒဏ်ရာရရှိကာအရက်သားတုံးပန်းအချို့လည်းသေဆုံးဒဏ်ရာရ2026ခုနှစ်မက်လ10ရက်2026ခုနှစ်မက်လ8ရက်နေ့နံနက်10နာရီ2မိနစ်မှမွန်းလွဲ2နာရီ28မိနစ်အချိန်ထိဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်တပ်သည်ဂျက်ဖိုက်တာ၄စီးနှင့်ဂျေးဆဲနှင့်၄စီးတို့ဖြင့်အာရခပြည်အမျိုးနယ်ဒါးလက်ချောင်းဒေသရှိစစ်တုံးပန်းကျင်းစခန်းအား3နာရီခွဲခန့်ကြာမြင့်သောလေကြောင်းဘုံကျဲတိုက်ခိုက်မှုမျိုးကိုမရက်မနာဆက်တိုက်ပြုလုပ်ခဲ့သည်အကြမ်းဖက်စစ်ကော်မရှင်တပ်၏လူမဆန်စွာလေကြောင်းတိုက်ခိုက်မှုကြောင့်လက်တလောစရင်ရစစ်တုံးပန်း116ဦးသေဆုံးခဲ့ပြီး32ဦးဒဏ်ရာရရှိခဲ့သည်ထို့အပြင်ပြင်းထန်အလက်စားအသေးစားဒဏ်ရာရရှိသူများမြောက်များစွာရှိနေသေးသည်အရက်သားများထဲမှပြည်တံကြခံရသူအချို့လည်းဤဖြစ်စဉ်အတွင်းသေဆုံးဒဏ်ရာရရှိခဲ့သည်ဤဖြစ်စဉ်သည်အာရခဒေသအတွင်းဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်တပ်၏လေကြောင်းမှအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်းစစ်တုံးပန်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်များအသေးအပြောက်အများဆုံးဖြစ်စဉ်ဖြစ်ပြီးစစ်ဘက်အရာရှိကြီးများစွာလည်းပွဲချင်းပြီးသေဆုံးခဲ့ကြသည်စစ်တုံးပန်းလောင်းချို့မှာမီဒူမီဝါမန်းစစ်ဆေးရန်ခက်ခဲခြင်းခန္ဓာအစများတစမမရရှိသောပျောက်ဆုံးလောင်းများလည်းရှိနေသေးသောကြောင့်အသေးစိတ်အချက်အလက်များကိုစစ်ဆေးပြီးသည့်အချိန်တွင်ဆက်လက်တင်ပြပေးသွားပါမည်